မင်္ဂလာပါရှင် Travel by Grace မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ချင်းမိုင်မှာအရင်ချစ်စရာကောင်းတဲ့ Bunny Cave လေးတစ်ခုကိုခေါ်သွားမယ်နော်ဒီနေ့မှာ Cave တွေကြိုက်တဲ့လူတွေအတွက်ဒီနေရာလေးကအသင့်တော်ဆုံးနေရာလေးဖြစ်ပါတယ်ရဲ့နာမည်လေးက Blink Me Bunny တဲ့ရဲ့အတွင်းထဲမှာလည်းတန်တန်ရှင်းရှင်းနဲ့တသက်ရဲ့တလိမ့်ဆန်လေးတွေကိုမွေးထားပြီးတော့ကော်ဖီနဲ့မုန့်နဲ့ပေါ့နော်နောက်တခြားစားတောက်စရာလေးတွေကိုစားပြီးတော့ဒီစစ်စစ်ဒီတိလေးတွေကိုကြည့်ပြီးတော့ချင်းလို့ကောင်းမယ့်နေရာလေးတစ်နေရာဖြစ်ပါတယ်Cave လေးရဲ့ထူးခြားချက်ကတော့ဆရာကောင်းတဲ့ကြောင်လေးတွေယုံလေးတွေစိတ်ကလေးတွေနဲ့လက်ရည်တခြား animal အသေးလေးတွေပေါ့အသေးလေးတွေကိုတနေရာလေးမှာတွေ့ရမှာဖြစ်ပါတယ်ဒီ cave လေးကanimal ချစ်သူတွေအတွက် couple တွေfriend group တွေ new cave content ရိုက်ချင်တဲ့လူတွေအတွက်ကတင့်တော်တဲ့ coffee ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်ဒီ Bunny Cave ရဲ့ဘေးနားလေးမှာဆိုလို့ရှိရင်လည်း Pin River ကရှိနေတာဖြစ်တဲ့အတွက်မြစ်ကဲဘေးနားလေးမှာထိုင်ပြီးတော့AC coffee တောက်မယ်မုတ်စားပြီးတော့ friends တွေမိသားစုတွေကပ်ပယ်တွေပေါ့နော် cheese လို့ကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ပါတယ်New Cave content ရိုက်ချင်တဲ့လူတွေအတွက်ကတင့်တော်တဲ့ coffee ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်မိုင်ကိုလာလေတဲ့အခါမှာဒီလိုအတွေ့အကြုံလေးတွေရဖို့အတွက်တစ်ခါလောက်တော့အလဲသွားစေချင်ပါတယ်ရှင်ဝင်ကြီးလည်းမပေးရဘဲနဲ့ချစ်စရာကောင်းတဲ့တိလေးတွေနဲ့အတူတူဓာတ်ပုံတွဲရိုက်မယ်အချိန်ကန့်သက်မရှိပဲအေးဆေးနေလို့ရတဲ့နေရာလေးဖြစ်တဲ့အတွက်အရန်အဆင်ပြေတဲ့နေရာလေးဖြစ်ပါတယ်အခုလိုချစ်စရာကောင်းတဲ့အကောင့်လေးတွေနဲ့တွဲပြီးဓာတ်ပုံရိုက်မယ် Instagram ပုံလေးတွေရိုက်မယ် vlog လေးတွေရိုက်ဖို့တင့်တော်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်Animal Cave တွေကြိုက်တဲ့လူတွေအတွက်တော့ဒီနေရာလေးကအသင့်တော်ဆုံးနေရာလေးဖြစ်မှာပါ။ဒါကြောင့် Animal Cave တွေမသွားဘူးတဲ့လူတွေအတွက်ဒီနေရာလေးကို Grace ကညွှန်ပေးချင်ပါတယ်။
ပါရှင်ဒီ cave လေးကို cave list ထဲမှာထည့်ထားဖို့အတွက် Grace ကတော့ recommend လေးပေးချင်ပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ် bye bye